ပြည်သူတွေအားလုံးပဲမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးချက်တဲ့တင်ကတော့နည်းနည်းတော့ထူးခြားတယ်ပေါ့နော်ဒီနေဦးတော်လည်းတခြားလုံးမှာပြည်သူတွေနဲ့အတူတူ social media platform တွေကနေပြီးတော့စစ်ကောင်စီကိုအမြဲတော်လည်းခဲ့တဲ့နေဦးတော်လည်းဆရာတော်အားလုံးသိရှိကြမှာလို့ထင်ပါတယ်ဒီဆရာတော်ကပေါတော်မှာစပေးရှောင်းတွေကိုတွားရောက်ပြီးတော့ကိုကြီးလူတန်းပြီးအပြန်ပေါ့နော်ထိုင်းနိုင်ငံမှာထိုင်းရတဲ့ဖွဲ့တွေရတယ်ပြီးတော့ဖန်စစ်တဲ့ဆိုတဲ့နေမျိုးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေဆိုရင်တော့အနောက်မှာဆက်လက်ပေါ်ပြပေးထားပါတယ်အားလုံးကိုဆက်လက်ပြီးတော့ကျွန်တော်ရဲ့ဒီကြည့်ရှုကြအောင်နော်นะครับมีสายไม่เป็นเรามาก ครับถามกระบวนการมีหนึ่งเรื่องครับของที่ผู้กล่าวหาครับใช้เป็นของตชดเขาบอกว่าเป็นของตมแต่ว่าตมเขาไม่ได้อยู่ในการของที่นู่นครับแต่ใครเป็นผู้กล่าวหาတော့ဘောနော်ကိုကြီးကလူတွေလည်းလူရနိုင်လဲဆိုတာလေးဒီအချက်ညာလေးအချက်မှရှင်းနေတယ်ဒါကတော့ထိုင်းရဲရနေပြီးတော့ဒီမြန်မာနိုင်ငံကဒီရရှိရနေသူတို့ပိတ်ပြီးတော့ဖန်ဆီးရတယ်ဆိုပြီးတော့တည်င်းနေရတက်လာတယ်ပေါ့နော်ဒီတည်င်းနေရဆိုရင်တော့ကြည့်ရှိရတော့ဒီဖို့ကိုပြုတ်တယ်နေအရင်ကြည့်လို့နေတော့ပေါ့နော်လူဝစ်လေးပြီးတော့မြန်မာနိုင်ငံပြောင်းတဲ့အခါကျရင်ထောက်တယ်ဘောလုံးရှိကြထောက်တဲ့ချမ်းမြေဆိုပြီးတော့လည်းသိရှိရပါတယ်ဒီပြည်သူတွေဘက်ကနေရက်တီပြီးတဲ့ပုံစံတစ်ပါးဆိုတော့အင်တာမောဝန်နေဆိုစင်ကောင်းဖြစ်ရပါတယ်လို့ပြောကြရင်းနဲ့ခုခုလည်းအဆင်ပြေပါစေပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ကြရတဲ့ပရိသတ်တွေအားလုံးလည်းကျွန်တော်ချန်နယ်နဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးရှိချင်တယ်ဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ပေးကြပါဦးနော်အပိရှိတဲ့ဒီအားလုံးကိုကျေးဇူးများတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါသေးတယ်အားလုံးပဲကျွန်တော်ချန်နယ်ကြပါစေ